ဒါပေမဲ့ကျွန်တော်မော့တစ်ခုစမ်းပြပါမယ်ဒါတော့ပေါ့နော်ကျွန်တော်ဒါဒေါင်းအသေးဒေါင်းလို့ဆွဲထားတာပါโอเคဆိုတော့စမ်းကြည့်ရမယ်ဒီမော်လေးဆွဲရင်တော့တခုတော့ရှိရပေါ့နော်ဘရိုတွေမော် ABK သမားတွေကတော့မြင်းနေပါတယ်နှီးနိုင်ပါတယ်မှာကျွန်တော်မြင်ဆိုကြည့်နည်းနည်းနှီးနေတယ်လူသွားရဲ့ speed လောက်ပဲရှိရဗျဆိုတော့ဟုတ်ပြီဒီကောင်ကတော့ပေါ့နော်ဒါတေတန်ဘေးစီရင်းတဲ့ကောင်ဆိုတော့မမဟုတ်ပေါ့နော်ကြားရင်တစ်ချက်ပါဒါကတော့စစ်တီတော်ကြီးပေါ့နော်သူတို့ကဇွန်ဘီရေးပါရဆိုရင်ပြန်ချပေးနိုင်ပါတယ်လေသမားကြီးလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ကုမတတိထားမိတယ်မောချောင်လာတော့မသိပါမဲ့ဇွန်ဘီတွေကနေဘက်ကြီးသွားလာနိုင်တယ်တိုက်ရထူးစမ်းပါညစစ်တီရောဒီတော့ပြေးမတော့ဘောနော်ဒိုင်မို့ဆော့ကိုင်းနေလွဲရှိတယ်ဟို idea ကိုင်းနိုင်လည်းရှိပါတယ်ကျွန်တော်ဟိုရှိုးဝိုင်းခရီးပါဖောက်လေဖောက်လေခြေထဲမှာဆိုရင်တော့ဘာမှမဖြစ်ဘူးစိတ်သက်မယ်ပြီးကျွန်တော်မော့ရဲ့အမျိုးမျိုးစမ်းပြပါအောင်ကဲ create ခဏချိန်မယ်ဒီ classify ကိုဖယ်လိုက်ပါမယ်ဒီမှာ collisional လေးရှိပါတယ် iron sword သမားရှိမယ် diamond sword သမားရှိမယ် netherite sword ရှိမယ်ဒီတို့ mining တွေပါလဲလုပ်ခိုင်းလို့ရပါတယ်ဟာခဏလေးဒါဗီဒီယိုတင်ကဲဆိုတော့ဒီမှာပေါ့နော်တို့ mine ဒီ diamond တွေလဲတူးခိုင်းလို့ရတယ်ဒါအပြင်ကြောင်မီးသွေးတူးမလားကြောင်မီးသွေးတူးမလားအာလူးစိုက်ခိုင်းမလားရွှေတူးမလားကြိုက်တာလုပ်ခိုင်းလို့ရပါတယ် emerald တူးခိုင်းရင်လဲရပါသေးတယ်ခဏတော့ဆောင်းရမယ်ပေါ့နော်ဟဲ့โอเคတို့အခုတူးနေပါပြီဒီမှာလဲဆိုင်ပေါ့နော်ပြီးတော့ဒီနောက်မှာဒိုင်းမွန်းလေးထွက်လာတတ်တယ်ပေါ့နော်အမေဘရိုဒီတခုတော့ရှိရယ်ဘာမှန်းလဲတော့မသိပေမဲ့ဒီမော့ထည့်ပြီးရဲ့နောက်ပိုင်းမှာအကောင်လေးကနေဘက်ကြီးထွက်လာနိုင်တယ်အဲ့ဒါဆိုရင်ပထမဦးဆုံးကျွန်တော် recommend ပေးတာကတော့တက်သားတွေချတာပါဒါဆိုရင်ဘရိုဘေးကင်းဖို့အာမခံနိုင်ပါပြီကဲဆိုတော့ကျွန်တော်စဉ်းစားထားတာတခုတော့ရှိရယ်အဲ့ဒါဘာလဲဆိုတော့ဒီကောင်နေနဲ့ training တော့ဆင်းလို့ရပါတယ် training အောင်ဆင်းတာဖြစ်တယ် training ဆင်းတာမဟုတ်ပါဘူးကျွန်တော်စကားမှားပါလို့ပါဟဲအဲ့ဒါ dragon တော့တက်ကြမယ်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့စကီးနဲ့ကတော့ဟုတ်တော့ဟုတ်နေပြီပေါ့နော်ဒီမှာဆိုရင်ဒါတော့ဘီလူဆိုင်လို့ရတယ်ဒါ training ဆိုကြောက်တို့ကြောက်လဲတူးခိုင်းလို့ရပါတယ်ဒါပေါ့နော်ဒါတင်တန်းပေးဖို့ပြောရတင်တန်းဒါပေမဲ့တင်တန်းကိုရှင်းနေလဲရပါတစ်ချက်ပါခင်းစားအဓိကကောင်းဆုံးကတော့ဒီကောင်လေးပေါ့နော်ဘရိုဒီယာတွေကိုမတွေ့ခြင်းဘူးဆိုရင်တော့ကျွန်တော်ဒါဟိုဘတ်ရော့ပီတာပေါ့နော်မော့ ABK ကနေတော့ထောင်းလို့ဆွဲရတာပါဗျအဲ့ဘရိုဒီရောက်မှာ strong ရှိတယ်ကဲဘရိုတင်မို့ကနေ survival mode ကိုပြောင်းပြီးတော့အင်ဂျာရွယ်ကုန်တော့တော့ဆိုတော့ဟောပြုတ်ကြတယ်အဲ့တော့တခု
ခုမေးခဲ့တယ်ကျွန်တော် respawn မိုက်ဆိုရမယ်ကျွန်တော်ကအဲ့လိုဆက်ဆက်ပြီးဆော့တာပေါ့နော်ဟင်းကျိုးပိုင်းနေရကျတော့တအားကြီးခက်ခဲနိုင်လို့ပါinventory ရဲ့ကိုတော့မြားလေးပါလေးထည့်တာမယ်ဒီဘက်ကိုတော့ဒီလေးပါလေးထုံးထားပါမယ်နော်ပြတ်တာဒီကဘာရော PED back ညဘက်တော့ရောက်သွားရဲတာတော့တန်တာစတုံးလားမသိကဲစားလိုက်ကြအောင် creative ကနေ survival let's go oops ကဲဆိုတော့ item တွေပြန်ယူပြီးပြန်တတ်မယ်ကျွန်တော်တတ်တာမဟုတ်ဒါတော့ကျွန်တော် spawn point တစ်ခုမှာပြန် respawn လာရပေါ့နော်ဒီကောင်ကြီးကမဟုတ်ဘူးလို့ဒီကောင်ကတွေ့ရပါမှော်ကြီးနဲ့အဲ့ဒါတခြားကောင်တွေဟိုဟာကြီးနဲ့လည်းမဟုတ်ဘူးဒီကမဟုတ်လားမဟုတ်တာမှော်ကြီးနဲ့ပုံလားမှော်စိမ့်ငွေလိုပဲပြောရမှာမသိဘူးတို့ရေဆိုတော့ပြန်ပြောင်းမောပြန်တတ်လိုက်ကြလို့မုန်းနေတာတော့ဘာပြီးကြီးစီရောကြောင်လာလဲကြည့်ကြအောင်ပါကွာကြောင်သွားပါတယ်ဘယ်လိုလဲစောနာရလက်ချော်ရမဟုတ်ပါဘူးနော် glitch ပေါ့နော်ညဖွာလူရင်းတော့ဖြစ်တတ်ပါတယ်မြန်ခုံပြီးတော့မြန်သူတို့ရဲ့ဟိုဟာတွေကိုဖြတ်မှာတိုက်ချခံရရပေါ့နော်ရှောက်ပါပြီဝါရဘကတော့လူတယ်မပြန်ဘူးပေါ့တင်ရပြီ
ဖြစ်လို့လဲ Iron Golem ထိတ်မှာ Iron Golem သွားစပွင့်နေကြိတ်ပြီးမှဟောဒီလုံးလာမယ်ဆိုတော့ကျွန်တော်ဝိုင်လက်ကုန်ဖြိုးပြီးသွားပြီဒီကောင်လေတွေကမမုံနေရမယ်တက်တိရှိရင်ဘိုင်ဝမ်းမဲ့6တဲ့ဆိုတော့လည်းဟီလာချက်တော့ခိုးလိုက်တာဒီကောင်သွားပြောက်ဦးဝေးရှုံးလားကျွန်တော်ဝေးရှုံးလားရောတော့ဒီအကျိန်းနေနော်ကဲအဲ့ဒါဒီကောင်ဖိုင်ပေါင်းစားခြင်းကြီးအောင်မြင်သွားပါပြီကျွန်တော်တို့နူမီပလေယာလေးပေါ့နော်ကျင်းခါကျွန်တော်ပြေခဲ့ပါတယ်ဒီ Ender Dragon ကြီးကိုတတ်တာကျွန်တော်ဒါက Villager ကားကြီးမျိုးကစစ်သားရနေတာကျွန်တော်သူ့အလို damage ကပေးဒီအခုအသေးထွက်တဲ့ဒီတစ်ထွက်တာမဟုတ်ဘူးပေါ့နော်ဒီ Coco the Villager ဆိုတော့ကျွန်တော် Villager ကားမှုဆိုတာလည်းကျွန်တော်စမ်းပြပါအောင်မယ်နောက်ဗီဒီယိုမှာပေါ့နော်ကျွန်တော် Ender Man တွေကြောက်တယ်လူဖက်ခလာပြတာအန်ဒါပလေတွေလည်းယူထားမှာဘာဖြစ်အန်ဒါပလေတွေရတယ်ဘယ်လိုလဲချိန်ကြရင်ပူးတာလာမှာပဲလေဟုတ်တယ်မဖေးအောင်နော်မာတယ်โอเคဆိုတော့ကျွန်တော်ခဝမြေပေါ်ကိုကျွန်တော်ပြန်လာပြီဒါမျိုးကျွန်တော် strong level ပြန်ရောက်ပါတယ်ကဲလူတွေဒီကငါမသေးဘူးပဲရှိုးတော့မယ်ကျွန်တော်ရှာကျင်လားตีซะခရီးပါရီ
တော်သေးတယ်ကျွန်တော်သေတော့မလို့အဲ့ဒီလဲစားနေပြီဒါပဲစိတ်ငါပဲစိတ်စားတော့မှာကျွန်တော်သွေးရလဲမှာဆက်စီသွေးလေးပဲကြံတော့ဟိုဗီဒီယိုကတော့နေရာတကာပတ်ဆိုင်လိုက်တော့ကျွန်တော်ချီလေးဖွင့်မှာပေါ့နော်Emerald နဲ့တော့ Okay bro ဆိုတော့ဒီနေ့ဗီဒီယိုကတော့လောက်ပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်